Hello မင်္ဂလာပါကျွန်တော် David လာဖြစ်ပါတယ်ဒီနေ့လူရဲ့တန်ဖိုးဆိုတော့ကျွန်တော်ပြောပြချင်တယ်ဒီလောကကြီးကငွေနဲ့လူကိုတန်ဖိုးဖြတ်နေကြတယ်ကျွန်တော်ပြောပြချင်တယ်ငွေရှိမှလူကတန်ဖိုးရှိတာမဟုတ်ပါဘူးအင်္ဂလိပ်စကားမှာရှိတယ် real money is not physical cash real money is value ကျွန်တော်တို့ကငွေရှိတဲ့အခါမှာဒီတန်ဖိုးကြီးတွေကိုကျွန်တော်တို့ဝယ်ယူသုံးစွဲပြီးတော့မှကျွန်တော်တို့ကလူတွေအထင်ကြီးအောင်နေပြချင်းကိုအဲ့ဒါကိုလူရဝင်တယ်လို့ထင်တတ်တယ်မဟုတ်ဘူးညီကိုမောင်မတို့ဒီနေ့ဒီ generation ကိုကျွန်တော်အားပေးချင်တယ်ကျွန်တော်တိုက်တွန်းချင်တယ်အသိဉာဏ်လေးတစ်ခုဖွင့်ပြပေးချင်တဲ့အရာကတော့ငွေကတန်ဖိုးမဟုတ်ဘူးတန်ဖိုးရှိတဲ့အရာကိုငွေနဲ့ဝယ်ယူရတာဖြစ်တယ်ဒါကြောင့်တကယ်တန်ဖိုးကဘာလဲဆိုတော့တင်ဖြစ်တယ်တင်ကတန်ဖိုးရှိအောင်နေတတ်ဖို့အရေးကြီးတယ်တန်ဖိုးရှိရင်အဲ့ဒီတန်ဖိုးရှိတဲ့လူရဲ့အနောက်ကိုငွေကလိုက်လာတာဖြစ်တယ်တင်တန်ဖိုးရှိအောင်မနေတဲ့၍တင်ကငွေနောက်ကိုလိုက်နေရတဲ့သူဖြစ်သောကြောင့်ငွေကလိုက်လေပြေးလေပဲငွေရှားတယ်ဆိုတာကငွေနောက်လိုက်နေလို့ငွေရှားတာဖြစ်တယ်ဒါကြောင့်အရေးကြီးတာပါလဲဆိုတော့ခုနပြောသလို real money is not physical cash real money is value တကယ်တန်ဖိုးရှိတဲ့အရာကဒီစာရွက်လေးမဟုတ်ဘူးအစိုးရကသတ်မှတ်ထားတဲ့စာရွက်လေးတစ်ရွက်ကတန်ဖိုးရှိတဲ့အရာဝယ်ယူလို့လဲလှယ်လို့ရအောင်လှုပ်ထားပေးတဲ့အရာပဲရှိတယ်တကယ်တန်ဖိုးကြီးတဲ့အရာကသင်အထဲမှာပဲရှိတယ်ဆိုတော့ Steve Jobs တို့ဘာဖြစ်လို့ချမ်းသာလဲ Steve Jobs တို့ကသူတို့အထက်က idea ကိုဆွဲထုတ်တဲ့အခါမှာသူတို့က valuable ဖြစ်လာတယ်တန်ဖိုးရှိတဲ့အရာကိုသူတို့ဆွဲထုတ်ပြတဲ့အခါမှာသူတို့နောက်ကိုငွေကပြန်လိုက်လာတာဖြစ်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမအားလုံးကိုပြောပြချင်တာကငွေနောက်လိုက်တဲ့သူဖြစ်နေသူရဲ့တင်စင်းရဲနေအောင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ကဗာပြောချင်လဲဆိုတော့ငွေနောက်လိုက်တဲ့သူမဖြစ်စေချင်ဘူးငွေကတင်းနောက်လိုက်လာတော့သူဖြစ်ဖို့တင်ကလုပ်ရမယ့်အရာတစ်ခုပဲရှိတယ်ငွေနောက်မလိုက်ချင်တင်တန်ဖိုးရှိအောင်နေတတ်တော့သူဖြစ်ပါစေဒါဆိုရင်တန်ဖိုးရှိအောင်ဘယ်လိုနေမလဲတန်ဖိုးရှိအောင်နေချင်ရင်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ချင်ရင်စီကံရှိဖို့အရေးကြီးပါတယ်ကိုနေရှင်လုံးနေတယ်သွားချင်လို့သွားတယ်လှုပ်ချင်တာလှုပ်တယ်မဟုတ်ဘူးညီကောင်မောင်မတော့စီကံရှိတဲ့သူဟာပဲစီကံတကြနေထိုင်တတ်တဲ့သူဟာပဲတန်ဖိုးရှိတဲ့သူဖြစ်လာတာဆိုစီကံတကြနေထိုင်နေဆိုတာဘာလဲလှုပ်ချင်တာကိုမလှုပ်ဘဲနဲ့လှုပ်သင့်တဲ့အရာတွေကိုစနစ်တကျလှုပ်ဆောင်နေတဲ့သူတွေဟာတန်ဖိုးရှိတဲ့သူတွေဖြစ်လာတယ်စီကံရှိတဲ့သူဟာတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့သူရဲ့အနောက်ကိုငွေကလိုက်လာတယ်ဥပမာ Les Brown ဆိုတဲ့ motivational speaker တယောက်သူ့ရဲ့တနာရီဝင်ငွေကတောင်းနဲ့ချီတယ်တချို့ conference တွေဆိုရင်သိန်းနဲ့ချီသူ့ကိုပေးရတယ် depend on crowd ပေါ့ဆိုတော့သူတို့ကနာရီနဲ့ချီပတ်စံရတယ်နာရီနဲ့ချီသူတို့ကအောင်မြင်နေတယ်ဆိုတော့ဘာကြောင့်လဲသူတို့ကပတ်စံနောက်လိုက်တာမဟုတ်ဘူးသူတို့က idea အရန်ကောင်းတဲ့ခါမှာသူတို့ idea ကောင်းအောင်ဘာလုပ်လဲသူတို့စီကံတကြနေထိုင်တယ်ဖတ်တဲ့စာအုပ်ကိုဖတ်ရမယ့်အချိန်မှာ deadline တစ်ခုထားပြီးတော့ဖတ်တယ်လှုပ်ရှားရှိတဲ့အရာကိုလှုပ်တယ်အသိဉာဏ်နဲ့ပွင့်လာအောင်သူတို့စ조사တယ်သူတို့ထားချင်တဲ့အချိန်မထဘူးအိတ်ချင်တဲ့အချိန်မအိတ်ဘူးအိတ်ရမယ့်အချိန်တတ်မှတ်ထားတယ်ပြီးတော့မှထားရမယ့်အချိန်တတ်မှတ်ထားတယ်တစ်နှစ်တာလုပ်ရမယ့် daily routine ကိုရအောင်တည်ဆောက်တယ် daily routine ရှိတဲ့သူကစီကံရှိတဲ့သူဖြစ်တယ် daily routine ဆိုတာကနေ့တူတကွလှုပ်ဆောင်ရမယ့်အရာတွေအားလုံးကိုစနစ်တကျလှုပ်ဆောင်ခြင်းဖြစ်တယ်For example မနက်6နာရီထားပြီ6နာရီကနေ9နာရီဘာလုပ်မှာလဲ9နာရီကနေ10နာရီဘာလုပ်မှာလဲ10နာရီကနေ9နာရီဘာလုပ်မှာလဲ9နာရီ10နာရီဘာလုပ်မှာလဲ10နာရီ7နာရီဘာလုပ်မှာလဲဆိုတော့ညဘယ်နာရီထိလဲမနက်6နာရီထားတယ်ည10နာရီမှာအိပ်ယာဝင်မယ်ဆိုရင်အဲ့ဒီဂျားထဲမှာတင်လုံးမဲ့အရာတွေအားလုံးကိုစနစ်တကျ list လုပ်ထားပြီးတော့မှစနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တချို့လူကပြောလိမ့်မယ်ဒါတွေကအလကားပါအလကားမဟုတ်ညီကိုမောင်မတို့ခုနကျွန်တော်ပြောပြီးသွားပြီပတ်စံမရှိတာဘာဖြစ်လို့လဲတန်ဖိုးရှိအောင်မနေခြင်းကပတ်စံမရှိဘူးပတ်စံကတန်ဖိုးရှိတဲ့လူနောက်ကိုလိုက်တာဥမာတင်တစ်ခုခုတန်ဖိုးကြီးတဲ့အရာတစ်ခုတင်ဝယ်ခြင်းဆိုဘာနဲ့ဝယ်ရလဲပတ်စံနဲ့ဝယ်ရတယ်တကယ်တော့ဥစ္စာပစ္စည်းတောင်မှတန်ဖိုးရှိတဲ့အခါမှာငွေနဲ့ဝယ်ရတဲ့ကဲတော့တကယ်တန်ဖိုးကဥစ္စာပစ္စည်းထက်တင်ဖြစ်တယ်ဥစ္စာပစ္စည်းကိုတန်ဖိုးရှိအောင်မြင့်တင်ပြီးတော့လှုပ်ထားတဲ့လူကဥစ္စာထပ်ဖို့တန်ဖိုးရှိတာဖြစ်တယ်ဆိုတော့အဲ့ဒီတန်ဖိုးရှိတဲ့သူတယောက်ထဲကနေထွက်လာတဲ့ idea ကိုလူတွေကပတ်စံနဲ့ဝယ်နေရတာဖြစ်တယ်ဆိုတော့အဲ့ဒီ idea ထွက်လာဖို့ရန်အတွက်ကတင်လှုပ်ချင်တိုင်းလှုပ်လို့ idea မထွက်လာဘူးတင်နေချင်တိုင်းနေလို့ idea မထွက်လာဘူး
စီကံတကြနေထိုင်တက်မှသင်က idea ထွက်လာတာအဲ့ဒီ idea ကသင်ကို valuable သင်ကိုတန်ဖိုးရှိတဲ့သူဖြစ်လာစေတာ Steve Jobs ထဲကနေတန်ဖိုးရှိတဲ့အရာကိုထွက်လာတယ်ဗါလေ Apple Elon Musk နဲ့ဘာထွက်လာလဲ Elon Musk နဲ့ထွက်လာတာက spaceship တွေ Tesla တွေဆိုဒါကသူ့နောက်ကိုအခုငွေရပြန်လိုက်နေရပြီသူက the richest man in the world the richest man in the world အခုဆိုရင် idea ပဲ Amazon သူကစနစ်တကျသူ့ရဲ့ life ကိုတိဆောက်လာတဲ့အတွက်ကြောင့်သူလုပ်တဲ့အရာတွေကတန်ဖိုးရှိလာတန်ဖိုးရှိအောင်သင်ကတန်ဖိုးကိုမွေးထုတ်ပေးတဲ့သူပဲဒါကြောင့်ဒီမှာရှိတဲ့ညီကိုမောင်မတွေကျွန်တော်အားပေးခြင်းတယ်ငွေနောက်လိုက်နေတဲ့၍သင်ဟာဆုံးရှုံးနေဦးမှာပဲငွေနောက်လိုက်နေတဲ့၍သင်ဟာရလိုက်ကုန်လိုက်နဲ့ဘယ်တော့မှပြီးတော့မှမဟုတ်ဘူးညီကိုမောင်မတို့ငွေရှိခြင်းကအဓိကမဟုတ်ပဲနဲ့တန်ဖိုးရှိခြင်းကအဓိကဖြစ်တယ်တန်ဖိုးရှိအောင်နေထိုင်တတ်ခြင်းတန်ဖိုးရှိအောင်လှုပ်ဆောင်တတ်ခြင်းကတန်ဖိုးရှိလာတာဖြစ်တယ်โอเคတစ်စင့်တိုးမယ်ကျွန်တော်ငွေကတန်ဖိုးရှိတဲ့သူရဲ့နောက်ကိုလိုက်တယ်တန်ဖိုးနောက်ကိုလိုက်တယ်တန်ဖိုးကိုရှိစေတာကလူဖြစ်တယ်မှတ်ထားပေးပါငွေရှိဖို့တန်ဖိုးရှိရမယ်တန်ဖိုးရှိဖို့စီကံရှိရမယ်စီကံမရှိလို့မရဘူးစီကံတကြနေထိုင်တတ်ကြမယ်စီကံတကြပြောဆိုတတ်ရမယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကပြင်ဆင်ရပါတယ်ညီကိုမောင်မတို့ဒီတိုင်းပဲနေရှင်တို့နေလို့မရပါဘူးဒီအတွက်ကြောင့်စီကံတကြနေထိုင်ဖို့ရန်အတွက်ကနောက်တစ်ဆင့်ဘာလို့တလဲလို့ပြောလာရင်စီကံရှိတဲ့သူဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကပန်းတိုင်ရှိဖို့အရေးကြီးပါတယ်ပန်းတိုင်ရှိတဲ့သူကစီကံတကြနေထိုင်တတ်တယ်စီကံတကြနေထိုင်တတ်တဲ့သူကတန်ဖိုးရှိတဲ့သူဖြစ်လာတယ်တန်ဖိုးရှိတဲ့သူနောက်ကိုငွေကလိုက်လာတယ်ဒါကြောင့်နားလည်စေချင်တယ်ငွေရှိလို့တန်ဖိုးရှိတာမဟုတ်ဘူးတန်ဖိုးရှိတဲ့အတွက်ကြောင့်ငွေရှိလာတာလူတွေထင်တာကငွေရှိလို့သူကတန်ဖိုးရှိတာမဟုတ်ဘူးတန်ဖိုးရှိလို့ငွေရှိလာတာဒါကြောင့်တန်ဖိုးရှိခြင်းရင်တန်ဖိုးရှိအောင်နေထိုင်တတ်ရတယ်ကိုယ့်ရဲ့တန်ဖိုးကိုကိုကမြင့်တင်ရတယ်ကိုယ်တန်ဖိုးကိုကိုမြင့်တင်ခြင်းနဲ့ဆိုရင်ကိုနေခြင်းလို့နေလို့မရဘူးကိုလှုပ်ချင်တာလှုပ်လို့မရဘူးကိုကြည့်ချင်တာကြည့်လို့မရဘူးကိုပြောချင်တာပြောလို့မရဘူးပြောတဲ့စကားကိုပြောခြင်းကတင်းရဲ့စကားလုံးတိုင်းမှာတန်ဖိုးရှိလာတာဖြစ်တယ်လှုပ်တဲ့အရာကိုလှုပ်လိုက်တဲ့အခါကျတော့တင်းရဲ့လှုပ်ဆောင်မှုဟာတန်ဖိုးရှိတဲ့လှုပ်ဆောင်မှုဖြစ်လာတယ်ဒါကြောင့်လှုပ်တင်တာလှုပ်ဖို့အတွက်ကစီကံရှိဖို့လိုတယ်ပြောတင်တာပြောဖို့စီကံရှိဖို့လိုတယ်လှုပ်အဲ့ဒီစီကံတကြနေထိုင်တတ်ဖို့ရန်အတွက်တင်ကဘာရှိဖို့လိုလဲဆိုပန်းတိုင်ရှိဖို့လိုတယ်လူတစ်ယောက်ကပန်းတိုင်မရှိရင်ဘယ်တော့မှစီကံတကြအသက်မရှင်ဘူးပန်းတိုင်ရှိတဲ့လူဟာပဲစီကံတကြအသက်ရှင်တယ်ငါကပန်းတိုင်ရှိတယ်ငါဒီနောက်9နှစ်မှာငါကဒီနေရာကိုရောက်အောင်သွားမယ်လို့ဆုံးဖြတ်ချက်ချတဲ့သူဖြစ်ဖို့အရန်ရည်ကြီးတယ်လူကပန်းတိုင်မရှိလို့မရဘူးညီကိုမောင်မတို့ပန်းတိုင်တစ်ခုကိုရှိရတယ်ဥပမာနောက်9နှစ်မှာတနည်းနည်းတော့ဖြစ်လာမယ်တနည်းနည်းဖြစ်လာမှာမဟုတ်ဘူးတင်ကတတ်မှတ်ချက်တစ်ခုချရတယ်ငါကအသက်30မှာငါဒီနေရာကိုငါရောက်အောင်သွားမယ်စကလုံးမှာ reactive နဲ့ proactive ဆိုတာရှိတယ် reactive ဆိုတာကဖြစ်လာတဲ့အခြေအနေအပေါ်မှာမြည်စင်ကြည့်ကြတာ reactive လို့ခေါ်တယ် proactive ဆိုတာကကိုဖြစ်ချင်တဲ့အရာကိုဖြစ်လာအောင်ရအောင်ဖန်တီးယူတာကို proactive လို့ခေါ်တယ်ဒါကြောင့်ကျွန်တော်နားလည်စေချင်တာက reactive သမားထက် proactive သမားဖြစ်ဖို့အရေးကြီးတယ်အဲ့ဒါ Chinese bamboo theory လို့ပေါ့ဆိုတော့ तू ကမြေကြီးထဲမှာမြုပ်ထားတယ်မျိုးစေ့ကိုဝါရဲ့မျိုးစေ့ကိုမြုပ်ထားတယ်အဲ့ရင်ဝါရဲ့မျိုးစေ့က9နှစ်စလုံးမှာဘာမှ3နှစ်မှာလည်းဘာမှမထူးခြားလောက်4နှစ်မှာလည်းဘာမှမထူးခြားလောက်ဒါပေမဲ့အောစရာကောင်းတာက9နှစ်ပြည့်တဲ့အချိန်မှာသူများနဲ့မတူအောင်တိုးထွက်ပြီးတော့မှသူများထက်မြင့်တဲ့ဝါကြီးတွေဖြစ်လာတယ်ကဘာနေတောင်ပြန်လဲပြီးတော့မှပြန်အတူယူရတဲ့ဝါကြီးတွေဖြစ်လာတယ်ပြန်တွားကြည့်ပြီးတော့မှဒီလောက်ဘာဖြစ်လို့တန်တဲ့ဝါတွေထွက်လာလဲဘာဖြစ်လို့လဲဆိုတော့ तू က9နှစ်လုံး तू ပြင်ဆင်ထားတဲ့အခါမှာ9နှစ်မြောက်လဲမြောက်ကော तू ကဝုန်းဆိုထောင်ထွက်သွားတယ်ကဲတော့တင်နားလေထားစေချင်တာကတင်းရဲ့စီကံတကြနေထိုင်ခြင်းကတင်းရဲ့ပြင်ဆင်ခြင်းဖြစ်တယ်စီကံရှိတဲ့သူကဘယ်လိုလဲဆိုတော့ပန်းနိုင်ရှိတဲ့သူပဲစီကံရှိတာငါနောက်9နှစ်မှာငါတာဖြစ်ကိုဖြစ်ရမယ်ငါကနောက်9နှစ်မှာမီလီနာဖြစ်ကိုဖြစ်ရမယ် proactive ဆိုတာအဲ့ဒါဆုံးရှုံးတဲ့လူတွေမှာမဖြစ်နိုင်ပါဘူးဒါကြောင့်မလုပ်တော့ဘူးဒါတွေကတော့လှုပ်လို့လဲဘာမှငါမသိတာငါဘာလှုပ်လို့ရမှာလဲအလွယ်တကူအရှုံးပေးတဲ့လူတွေအားလုံးဟာ proactive မဟုတ်ဘူး proactive ဆိုတာကကိုဖြစ်ချင်တဲ့အရာကိုရအောင်ဖန်တီးယူတာလူတွေဘာလို့ချမ်းသာလဲကံကောင်းလို့ချမ်းသာသွားတာမဟုတ်ဘူးဒီမှာသူ့မှာပြင်ဆင်မှုရှိတယ်နောက်9နှစ်မှာနောက်10နှစ်မှာငါကမီလီနာဖြစ်ကိုဖြစ်ရမယ်မီလီနာဖြစ်ရမယ်ဆိုတာသင်ရဲ့ရည်ရွယ်ချက်သင်ရဲ့ပန်းတိုင်โอเค
အဲ့ဒီပန်းတိုင်ရှိပြီဆိုရင်အဲ့ဒီပန်းတိုင်ကိုရောက်ဖွယ်အတွက်ကြိုတင်ပြင်ဆင်စတင်ပထမဆုံးပြင်ဆင်ရတဲ့အရာဘာလဲဆိုတော့စီကံရှိအောင်နေတတ်ခြင်းစီကံတကြလှုပ်ဆောင်ခြင်းကိုလှုပ်ရမယ့်အလုပ်ကိုပြောရမယ့်စကားအဲ့ဒါတွေအားလုံးစနစ်တကျပြင်ဆင်နေခြင်းဖြစ်ရမယ်ကိုအိယာထားခြင်းတဲ့အချိန်မှာထားတာမဟုတ်ဘူးအိယာမဲ့အချိန်အိပ်မယ်ထားမယ့်ချိန်မှာထားမယ် exercise လုပ်မယ့်ချိန်မှာလုပ်မယ်ဒီနေ့မှာစာအုပ်ဘဏ္ဍအုပ်ပြီးအောင်ဖတ်မယ်ပြီးတော့မှငါvision တွေစတင်ရေးဆွဲတဲ့ချိန်ဘယ်အချိန်ဖြစ်မယ်ပြီးတော့မှငါဒီ personal development ဖြစ်အောင်ငါဘာလုပ်မလဲငါလေ့လာဆက်ရှိတာလေ့လာမယ် conference သွားတက်ဆက်ရှိတာတွေသွားတက်မယ် very good အဲ့တော့တနေ့တာလုံးတင်ကအဲ့တော့စနစ်တကျနေ့တိုင်းလှုပ်ဆောင်တတ်တဲ့သူဖြစ်ဖို့အရေးကြီးတယ်ဒီနေ့လှုပ်လိုက်နောက်နေ့မလှုပ်လိုက်ဒီနေ့လှုပ်လိုက်နောက်နေ့မလှုပ်လိုက်လှုပ်လို့မြောက်အဲ့တော့စီကံမရှိတဲ့သူဖြစ်သွားပြီသင်ပန်းတိုင်မရောက်မချင်းသင်ဟာဒီ daily routine ကိုစီကံတကျနဲ့လှုပ်ဆောင်တတ်ဖို့အရေးကြီးတယ်ပန်းတိုင်ရှိရမယ်ပန်းတိုင်ရှိတဲ့သူကစီကံရှိရမယ်စီကံရှိရမယ်စီကံရှိလာတဲ့အမြပါရှိလာတယ်သူကတန်ဖိုးရှိလာတယ်လူတွေဟာဟလာအခု David Beckham တို့ဘာလို့ဆိုရင်အခုတကယ် millionaire တွေဖြစ်တယ်ဘာဖြစ်လို့လဲသူတို့ကတနေ့4နာရီဘောလုံးကွင်းမှာရှိရမှာဆို4နာရီမှာရှိတယ်ဂျင်မှာဘယ်နာရီရှိရမလဲဂျင်ထဲမှာဘယ်နာရီဆိုရှိတယ်သူတို့ရဲ့အချိန်တွေအားလုံးကိုသူတို့မအောင်မြင်ခင်မှာသူတို့ရေးလဲစီကံတကြနေချင်တာမနေဘူးစားချင်တာမစားဘူးလှုပ်ချင်တာမလှုပ်ဘူးလှုပ်ရမယ့်အရာစားတဲ့အစာကိုပဲသူတို့စားပြီးတော့နေထိုင်တက်လာတော့ကြောင့်သူတို့က valuable သူတို့ကပတ်စံအရန်ရှိတဲ့သူတွေဖြစ်လာတယ်သူတို့ကိုကြော်ညာခေါ်ရရင် million နဲ့ချီပြီးတော့ပတ်စံပေးရတယ် why they are valuable ဆိုတော့သူတို့တန်ဖိုးရှိတဲ့ခါမှာသူတို့နောက်ကိုပါလိုက်လာပြီလေပတ်စံပြန်လိုက်လာရပြီ that's it ညီကိုမောင်မောင်ဒါကြောင့်အားပေးရှင်တယ်ပတ်စံရှိလို့တန်ဖိုးရှိတာမဟုတ်တော့ကြောင့်တန်ဖိုးနောက်ကိုပတ်စံလိုက်နေတော့ကြောင့်တန်ဖိုးရှိမှပတ်စံရှိတာတန်ဖိုးရှိခြင်းစီကံရှိပါစီကံရှိဖို့အတွက်သင်မှာပန်းနိုင်ထားရမယ်ပန်းနိုင်ရှိတော်သူတွေဖြစ်ခြင်းအပြင်ဒီအရာတွေအားလုံးကပန်းတိုင်ကိုပန်းတိုင်မရှိပြီးတော့မှဘာမှအကောင့်ထဲမဖော်လို့လဲမရဘူးပန်းတိုင်ရှိရင်စီကံရှိရမယ်စီကံရှိရင်တန်ဖိုးရှိလာတယ်တန်ဖိုးရှိရင်ငွေရှိလာမှာဖြစ်ပါတယ်လို့ဒါလေးကိုပြောပြချင်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ညီကိုမောင်မတွေငွေနောက်လိုက်နေတာကနေတန်ဖိုးရှိအောင် personal development ဆိုတာကိုယ့်ရဲ့တန်ဖိုးကိုကိုမြင့်တင်ယူပြီးတော့မှစီကံရှိအောင်နေထိုင်တက်ခြင်းအပြင်သင်ဟာအထူးလောကမှာအောင်မြင်တဲ့သူဖြစ်ပါစေလို့ဒီနေရာကနေကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဒီ message လေးအပြင်သင်တို့အရောက်စီတိုင်းလည်းပဲပြင်ဆင်မှုတွေနဲ့အတူပန်းနိုင်ကိုရောက်နိုင်သောသူတွေဖြစ်ပါစေလို့မေတ္တာပို့လိုက်ပါတယ်